ဒီနေ့ကတော့ကြက်တဲမြစ်တီဟိုစီကြော်လေးချက်ပြမှာပဲဖြစ်ပါတယ်။ဈေးရဝယ်လာတဲ့ကြက်တဲမြစ်လေးတွေကိုတဲဝဲမှာထည့်ပြုတ်ထားပါမယ်။ဖုံးလေးခဏအုပ်ထားမယ်ပေါ့နော်။အဖုံးလေးအုပ်ရေးစုလာပြီဆိုလို့ရှိရင်တော့နည်းနည်းမှုပါမယ်။ကြက်တဲမြစ်လေးတွေကအရေးပြန်ထွက်တဲ့ကြောင့်ရေအများကြီးတော့ထည့်စရာမလိုဘူး။သူ့ရေနဲ့သူခန်းသွားတဲ့အထိပြုတ်ပါမယ်။အဖုံးလေးခဏပြန်အုပ်ထားပါမယ်အထဲကိုထည့်မယ်အစာပလာလေးတွေကိုပြင်ဆင်ထားပါတယ်တီဟိုစီလေးရယ်နန်းလေးရယ်ချစ်တနီလေးရယ်အနံ့အတွက်မဆလာလေးရယ်ပါရေရနည်းနည်းလေးပဲမလို့ခဏခဏဖွင့်ကြည့်ရတာပါအဖုံးလေးရတော့လေအဲ့ဒါဆိုမဖွင့်ကြည့်ပဲဒီတိုင်းပြစ်ထိုင်လဲခန်းသွားပြီးတော့တူးသွားမှာဆိုလို့ပါကျတဲ့မိလေးတွေရေနည်းနည်းခန်းလာပြီဆိုလို့ရှိရင်စီထည့်ပါမယ်စီထည့်ပြီးတော့မှမွေးပါမယ်ထပ်ပြီးတော့အချိုကြော်လေးဆိုတော့ကလေးတွေရောလူကြီးတွေရောစားလို့ရတယ်ပတ်ဆက်လေးစီတယ်ဒါလေးဆိုလို့ရှိရင်ကျတဲ့မြစ်ဈေးရဝင်လာတာဆိုရင်9000မို့ပေါ့နော်9000မို့ကျတဲ့မြစ်နှစ်တွဲရတယ်နှစ်တွဲဟိုမှာအပွားခတ်တာပေါ့နော်ဒီလိုစီလေးကျတဲ့မြစ်နဲ့ကျတဲ့နှမ်းလေးနဲ့ပွားခတ်လိုက်တာကျော်လို့အဝါပါပြီဆိုလို့ရှိရင်စီလဲနဲ့ချကန်နေပြီဆိုလို့ရှိရင်မဆလာအနံ့တော့နော်မဆလာလေးဖြူပါမယ်မဆလာမှုလေးကြတဲ့ကြောင့်မဆလာတော့တစ်ထုံလုံးထည့်လိုက်ကြပါနော်ဒီနေရာမှာမဆလာတော့ကလားလေးမဆလာပဲတုံးထားပါတယ်ဒီနေ့လေးကတော့မှုင်းနေရပဲစားချင်စရာလေးပါရတော့မယ်ပေါ့နော်ဒီချိန်မှာဆိုလို့ရှိရင်မတူးအောင်ဆက်မပြတ်မှုနေရပါတယ်ဒီအိုးလေးကလည်းကတ်တယ်ပေါ့နော်မကတ်အိုးလေးနဲ့ကြုံမယ်ဆိုတော့ပို့ပြီးတော့အဆင်ပြေတာပေါ့ကျတဲ့မီလေးတွေအဆင်ပြေပြေနဲ့ကျသွားပြီဆိုလို့ရှိရင်နော်ပါဝင်ပစ္စည်းတွေကိုထည့်ပါမယ်ပါဝင်ပစ္စည်းတွေကိုထည့်ပြီးတော့မှဟိုပါမယ်နော်ဒီနေရာမှာကြော်လို့ပြီးသွားတော့အချိုပေါ့ရင်အချိုဟိုကိုအငံစားခြင်းလည်းငပြားလေးပါလေးထည့်လို့ရရပါတော့ကျမကတော့ငပြားမထည့်တော့ပါဘူးနောက်ဆုံးမှာတော့စားလေးနည်းနည်းထည့်ထားပါတယ်ဒီမှာဆိုလို့ရှိရင်စားလို့ကောင်းတဲ့ကျတဲ့မြစ်ဒီယိုစီချိုလေးရပါပြီစားချက်ပါအောင်မျိုးတို့ရေလုံးဝစားကောင်းတယ်နော်အနံလေးကလည်းကြော်ပြီးတဲ့ချိန်မှာမွေးချိုင်းနေရပဲကဲဘယ်လိုလဲစားကြမှာကြိုက်လား